ကန်ဆိုးသူမောင်မင်းဖက်နှက်နဲ့အကန်ခံရပြီးနတ်ဖျားတာဝါတိုင်းကိုတွားတိုက်မိရာကနေမမျော်လင့်ပဲနဂါးရွှေဝါတကောင်သူ့ကိုယ်တဲကိုစီးဝင်သွားပါတယ်။သူပြန်လို့လာတဲ့အချိန်မှာတော့ထူးဆန်းတဲ့စွမ်းအားတစ်ခုရနေပါပြီ။အဲ့ဒါကတော့ကြောက်စိမ်းရိုင်းတွေရဲ့အတွင်းပိုင်းကိုဖောက်ထွင်းမြင်နိုင်တဲ့ဖောက်ထွင်းမြင်မျက်လုံးပါပဲ။သူချက်ချင်းပဲကြောက်တလုံးကိုကောက်ကြည့်လိုက်တော့ဒါဟာအနည်းဆုံး3,200တန်နဲ့ကြောက်စိမ်းမျိုးစားဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့သူဒီကြောက်ကိုအပိုင်မစီးရဲပါဘူး။ဘာလို့လဲဆိုတော့သူရောက်နေတဲ့နေရာကမြန်မာနိုင်ငံကကြောက်စိမ်းတွေတစ်ခုဖြစ်နေလို့ပါသူဟာလူကုန်ကူးခံရပြီးဒီကိုရောက်လာတဲ့အလုသမားတစ်ယောက်ဖြစ်ပြီးလွတ်လပ်ခွင့်လည်းမရှိနေမအားညမနာအလုပ်လုပ်နေရတာပါဒီနေရာမှာစီကန်းကိုဖောက်ဖျက်ရင်ဖြစ်ဖြစ်ကြောက်ခိုးဝက်ရင်ဖြစ်ဖြစ်အသက်ခံရမှာတေချာပါတယ်ဒါပေမဲ့ဖောက်ထွင်းမြင်နိုင်တဲ့မျက်လုံးရထားတဲ့ကောင်လေးကတော့အရှုံးမပေးချင်ပါဘူးဒီကြောက်တွေကိုငါဘလို့ဝက်ထားရင်ကောင်းမလဲလို့တွေးနေတော့မှာပဲသူ့ရဲ့စိတ်အာယုံဟာနတ်ဖျားတာဝါတိုင်းထဲကိုရောက်သွားပါတယ်။အဲ့ဒီမှာရှိတဲ့နဂါးကဒါဟာတာဝါတိုင်းထဲကထူးခြားတဲ့ဟင်းလင်းပြင်တစ်ခုပဲမင်းလိုချင်တဲ့ပစ္စည်းတွေကိုစိတ်နဲ့ဒီထဲမှာတင်ထားလို့ရတယ်လို့ပြောလိုက်ပါတယ်။ဒါကတော့သူ့အတွက်အခွင့်အရေးပါပဲ။သူလဲချက်ချင်းပဲကြောက်စိမ့်တုံးကိုအဲ့ဒီဟင်းလင်းပြင်ထဲမှာတင်လိုက်ပါတယ်။ဒါပေမဲ့သူပျော်လို့တော့မဆုံးသေးဘူး။ဒီကြောက်တွင်းရဲ့အကြီးအကဲမစ္စတာထိုက်ရောက်လာပြီးဒီလအတွင်းကြောက်ဘလောက်ထွက်တယ်လဲဆိုတာကိုစစ်ဆေးဖို့လုပ်ပါတော့တယ်။အပိုင်း14ကြည့်ချင်ရင် follow ခဲ့ပါဗျာ။